လူတွေဟာသူတို့ကိုယ်တိုင်မခံစားဘူးရင်သူတို့ဖြစ်တာမှမဟုတ်ဘူးဆိုရင်ဒီလောက်လေးတောင်ခံစားဖို့လိုလို့လားဒီလောက်လေးတောင်မြည်ရကြစရာလိုလို့လားဆိုပြီးတော့အကျဉ်းတရားမဲ့စွာပြောဆိုလေးရှိကြတယ်ကိုချင်းစာတရားတွေမဲ့လာကြတယ်ကိုချင်းစာတရားဆိုတာသူနေရာမှာငါသာဆိုရင်ဆိုတဲ့အတွင်းလေးတွေးပြီးတာကိုကမကြိုက်တာတွေဖြစ်တဲ့ဆေးရဲစေမဲ့အရာဒုက္ခရောက်စေမဲ့ပျက်စီးစေမဲ့နာကျင်စေမဲ့အရာတွေကိုသူတစ်ပါးတွေကိုမလုပ်ကြဘူးကိုကမကြိုက်တာတွေကိုသူတစ်ပါးတွေကိုမလုပ်ကြဘူးတို့ဘော်တို့ကစာနာမှုကျင်နာမှုတွေရှိရမယ်မျှဝေလိုသောစိတ်ကျင်နာတတ်တဲ့စိတ်ထားလေးထားပြီးတော့အသက်ရှင်နေတဲ့အခိုက်အတန့်တွေမှာဘဝကိုကောင်းမြတ်သောစိတ်ထားတွေနဲ့ဖြတ်သန်းတတ်ဖို့ကတိတ်ကိုအရေးကြီးတယ်အချို့သောသူတွေကကိုယ့်ရဲ့ကိုချင်းစာတတ်တဲ့စိတ်ထားလေးတွေသူတစ်ပါးတွေအပေါ်ကိုကျင်နာတနာတတ်တဲ့စိတ်ထားလေးတွေကိုချနှင်းပြီးတော့လိန်ညာသွားကြတယ်လောကမှာအာနာတတ်တဲ့သူတနာတတ်တဲ့သူကျင်နာတတ်တဲ့သူတွေဆိုရင်လူတွေကပို့ပြီးတော့လိန်လို့ညာလို့ကောင်းကြတယ်လိန်ရပါစေညာကြပါစေကိုယ့်ရဲ့ပေးကမ်းမှုကြောင့်ကိုယ့်ကိုလိန်သွားလို့သူတို့အဆင်ပြေမယ်ဆိုရင်ကိုလည်းပဲကုသိုလ်ရတယ်ကိုယ့်ကိုလိန်သွားတဲ့သူကိုလည်းပဲမေတ္တာပို့လိုက်ပါငါ့ကိုလိန်သွားလို့သူတို့လေးတွေအဆင်ပြေတယ်ဆိုရင်ပဲငါအတွက်ကုသိုလ်ရပါတယ်ဆိုတဲ့စိတ်ကိုသာပြောင်းပြီးတော့တွေးလိုက်ပါအဲ့ဒီလိုလိန်သွားညာသွားတဲ့သူတွေဟာလည်းပဲတနေ့နေ့မှာတနေ့မဟုတ်တနေ့နဲ့သူတို့ရဲ့စိတ်ဓာတ်ကသူတို့ရဲ့ဘဝကိုဖန်တီးပေးလိမ့်မယ်ကိုယ့်ရဲ့မေတ္တာကိုယ့်ရဲ့စေတနာကိုယ့်ရဲ့တရားတရားကကိုယ့်ကိုပြန်ပြီးတော့အကျိုးပေးပါလိမ့်မယ်ကိုယ့်ရဲ့ကောင်းမြတ်တဲ့စိတ်ထားလေးတွေကိုဘသူကြောင့်ဘယ်ဝါကြောင့်မှဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကောင်းစေတနာကောင်းလေးတွေကိုဘယ်တော့အခါမှအပြတ်မခံပါနဲ့ကိုချင်းစာတရားရှိလာတဲ့သူရဲ့တန်တန်မှာတိုးဝတိုးကကောင်းစားစေခြင်းနဲ့မေတ္တာတရားတွေရှိတယ်တိုးဝတိုးကတနာကျင်နာတတ်တဲ့ကရုဏာတရားတွေရှိနေတယ်အဲ့ဒီတို့လူတွေကိုမှသွားပြီးတော့လိမ့်မဲညာမယ်ဆိုရင်တော့သူရဲ့ဘဝဟာဘယ်တော့မှအယောင်တွေတောက်ပလာမှာမဟုတ်ပါဘူး